နေမိန်တရတောင်ရောက်နေတာဖြစ်ပါတယ်နေမိန်တရတောင်ကတော့ဒါများတပိတ်တောင်နဲ့တစ်ဆက်သေးဟိုမှသူကနည်းနည်းပြေနှိမ့်သွားတဲ့တောင်ပတ်ချမ်းမှာရှိရဲ့တောင်ဖြစ်ပါတယ်များတပိတ်တောင်တော့လေကားတွေတိတ်မတက်ရဘူးပေါ့နော်သူကလေကားအထစ်30ကျော်လောက်ပဲတက်ရမယ်ပြောတယ်ဒီလိုတောင်ကမှုလေးပေါ်ကနေပြီးတော့ပေါ့နော်တက်သွားမှာဖြစ်ပါတယ်ဘေးပတ်တွေမှာဒီလိုမျိုးလေးတွေဖျားလေးတွေကိုလည်းတီးထားတာတွေ့ရပါတယ်ပတ်ဝန်းကျင်ကတော့အခုမိုးလေးလဲရွာထားတာဆိုတော့တောရိပ်တောင်ရိပ်တောငွေတွေနဲ့အရန်အောင်စိမ့်လန်းဆိုပြီးနေပါတယ်တရားဘာဝနာအားထုတ်ခြင်းတဲ့သူတွေအတွက်ဆိုတအားကိုအေဂျင့်တိတ်ဆိတ်စိတ်ငြိမ်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒါကတော့ကျမဖြစ်ပါတယ်တောင်တက်နေရပါဒီနေမင်းစရာတောင်ပတ်ဝန်းကျင်မှာပေါ့နော်ဒီလိုမျိုးပတ်လေးကိုဒီလိုတွေ့မြင်ရတာဖြစ်ပါတယ်ဒါကတော့လေကားတက်ရင်လည်းမြင်ရတဲ့ view ဖြစ်ပါတယ်အရန်လှပါတယ်ကဲဖျားပေါ်ရောက်ပါပြီဒီဖျားနောက်ချီကနေမြင်ရတာတော့ခုနသွားခဲ့တဲ့မြတ်တပိတ်တောင်ဖြစ်ပါတယ်မြတ်တပိတ်တောင်ကိုဒီနေမစရာဖျားတောင်ကုန်းပေါ်ကနေမြင်နေရတာဖြစ်ပါတယ်အခုဖျားပတ်လေးကိုရိုက်ပြမှာဖြစ်ပါတယ်နေစရာဖျားဖြစ်ပါတယ်ဖျားပေါ်အကြောင်းလေးဖြစ်ပါတယ်ရန်ဟိုအေဂျင့်တပ်ပေးပါတယ်ဒီမှာနောက်ကတောင်ရိပ်တောင်ငွေနေပေါ့နော်ဒီတစ်ပင်လေးတွေနဲ့ဒါအေးချမ်းတဲ့ဖျားကုန်းတော်ပေါ်မှာဖြစ်ပါရဲ့ရှင်ဒီမှာမနုဟာရစာမင်းဖျားဖူနန်းစာဆိုတဲ့ဒီနန်းဆောင်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်မြတ်တပိတ်တောင်နဲ့ကွာခြားချက်ကိုပေါ့နော်ခုနတုတ်တုတ်စီလာတော့
မေးကြည့်လိုက်တော့ဒီဘက်နေမစရာကိုဒေသခံတွေအောင်နေမစရာတောင်လို့ခေါ်ကြတယ်ပေါ့နော်ဒီနေမစရာတောင်ဘက်မှာဒီလိုနှစ်နန်းတွေကိုအများဆုံးတွေ့ရှိရတယ်လို့ပြောပါတယ်ဒါကတော့ဒီမြန်မာတမိုင်းဝင်ထင်ရှားခဲ့တဲ့ဗုဒ္ဓသာသနာ့ပြည်မျိုးနဲ့တထုံဒီမနုဟာရစာမင်းကြီးနဲ့မိဖုရားရုပ်ထုတော်လို့ကိုတဲ့ဒါထုလုပ်ထားတာပေါ့နော်ထုလုပ်ထားတာဖြစ်ပါတယ်နှစ်နန်းဆောင်ဖြစ်ပါတယ်ခုနမတလာခဲ့တဲ့ဘုရားဆောင်နဲ့နေပြီးတော့ဟိုဝင်ချင်းမှာမြင်ရတဲ့ view ပဲဖြစ်ပါတယ်ရှင်view ကတော့အပြင်မှာအရန်စိတ်ဆူပြီးတော့ပေါ့နော်အရန်ကိုအေးချမ်းသာယာလှပတဲ့ဒီပတ်ဝန်းကျင်အငွေတက်ကိုခံစားရပါတယ်ဘေးမှာလည်းတောကြီးတောင်ကြီးပပတ်လည်းနေဆိုတော့ပေါ့နော်ဟိုတကယ်ကိုတရားဘာဝနာမွေးလျော်ပွားများခြင်းသူတွေအတွက်အရန်ကိုตายရတဲ့နေရာလေးတစ်ခုဖြစ်နေရအသေးချပါပဲအနောက်ဘက်မှာများတဲ့ပိတ်တောင်အရှေ့ဘက်မှာလည်းဒီစိမ်းလန်းဆူပြေတဲ့ဒီမြင်ကွင်းတွေကိုမြင်ရတဲ့ဒီနေမစရာတောင်တော်မြတ်စီဒီတော်ဖြစ်ပါတယ်ဒေသခံတွေအခေါ်ရပါတော့နေမစရာဒီဘုရားစီဒီလို့ခေါ်ဆိုကြတာဖြစ်ပါတယ်ရှင်နောက်ဘက်မှာမြတ်တပိတ်တောင်ကိုမြင်နေရတာဖြစ်ပါတယ်ဘုရားရှိခိုးပြီးတော့ပြန်ဆင်းมาတော့မယ်ရှင်ဒီဒါပါကြောင့်ဟာလေဒါကအထက်ကံတော်မင်္ဂလာကံဖြစ်ပါတယ်ဒါကကံတော်မင်္ဂလာကံလို့ခေါ်ရပေါ့နော်ဒီခုနနေမစပါတောင်ရဲ့အနောက်ဘက်လမ်းလေးကချိုးဝင်လိုက်တယ်ဆိုရင်ဒီကံတော်မင်္ဂလာကိုရောက်မှာဖြစ်ပါတယ်ရှင်ဒီဘက်လည်းမှာသူကခုံတန်းလေးတွေရှိရနောက်မှာတော့ညာတပိတ်တောင်ကြီးပေါ့နော်ဖနက်ကိုဒီမှာချွတ်ခဲ့ရပါတယ်ဒီကန္နာကုရီတိုက်အဲကိုဖနက်ချွတ်ပြီးဝင်နေရင်းနှီးရတော့ရှိရပေါ့နော်ဖြည်းဖြည်းချင်းနဲ့ရှောက်ရပါတယ်မိုးရွာထားတော့တော်ဒီလိုပေါင်းမိုးကြီးနဲ့
ဒီမှာကန်ကိုစပြီးမြင်ရပြီဖြစ်ပါတယ်သူကဒီကန်ရဲ့ဒီမှာဖရားကိုဒီလိုမျိုးတည်ထားတာဖြစ်ပါတယ်ဒါဒီဘက်ကအပင်ကြီးဖုံးသွားတာပေါ့နော်အရင်ကဒီထက်ပိုကျဲလားဒီလောက်ပဲပေါ့အရင်ကနော်ဟုတ်မခံတော့မခံနှွေဆိုရင်တော့ရေခမ်းပြီပေါ့နော်မခံပါချင်ရေရောက်နေပါချင်ပြီငါးရီရှိတယ်မန်တဲသွားတာအဲမှာငါးရီရှိရဟုတ်ဒီထဲမှာဖျားပုံလေးတို့ဒီဟန္တာတွေရဲ့ရုပ်ထုတွေကိုတည်ထားတာဖြစ်ပါတယ်ကန်တော်မင်္ဂလာကျောင်းဆိုတာဒီဘက်ကအထက်ကန်တော်မင်္ဂလာကျောင်းဟုတ်တယ်ဒီဘုန်းကြီးကျောင်းကပိုင်တဲ့ကန်ပေါ့နော်ဒီဘုန်းကြီးလည်းစားတော့တက်ကားရရစီပဲပြန်လာပြေးနေပါတော့တယ်ဝီးရရတာကြဆောင်းမလေးဒီကနေ့ပြန်မလာဘူးနော်ဒီကန်အနောက်ဘက်ကနေမြင်ရတယ်ညတပိတ်တောင်ပေါ့နော်ညတပိတ်တောင်ဒီလိုတစ်ခါတွေ့မြင်ရဖြစ်ပါတယ်ပုံမှန်ကျတော့ဒီလိုမျိုးစိမ့်စိမ့်ဆူဆူရှိနေရဖြစ်ပါတယ်ကဲကိုကန်ကနေပတ်ပြီးတော့ပေါ့နော်ဒီမဟုတ်ဘူးအတိုင်းပြန်ထွက်ပါပြီပဝန်းကျင်ဆင်းဆင်းဆူဆူနဲ့မိုးရပြီးရတာဆိုတတိထားပြီးတော့လမ်းလျှောက်နေရပါတယ်ရင်းကြီးရှိတော့လေကဲကိုစပြီးပြန်ပါပြီရှင်ဒါကတော့အမတ်တရရိုက်ခဲ့တဲ့ပုံလေးပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်